မျိုးလားကြိုက်ပြီးမလွတ်တော့ဘူး绵绵记。哎，မြန်ကြည့်လိုက်ရွာမှာဆိုရင်အဲ့ဒါကိုပို့အဆက်လို့ခေါ်တယ်သူကခုကောင်စားပြစ်တော့မလို့လားမဟုတ်ဘူးမင်းဆောင်ကြည့်နေကြည့်လိုက်အမြဲတမ်းအဲ့လို၄-၅ချက်လောက်ထိုးဆိုင်ပြီးပြေးတော့တာပဲအထိုးဆိုင်ခံရတဲ့ခုကောင်ဟာဘာမှလည်းမဖြစ်ဘူးဆက်စားဆက်အိတ်နေတော့မယ်တကယ်လို့ငါခံမနာမမောက်ဆိုရင်စာအုပ်ထဲမှာဖတ်ဘူးတဲ့ကက်ပါးပြားတစ်မျိုးနဲ့တော်တော်တူတယ်ဟမ်ကြက်ဖျားပြားလားကက်ပါးပြားပါဟာစာအုပ်ထဲမှာပြောထားတယ်ကက်ပါးပြားတွေမျိုးဆက်ပြန်မောတဲ့နီးလန်တခြားပိုးကောင်တစ်မျိုးမျိုးရဲ့ဥသားလောင်ဒါမှမဟုတ်ပိုးတုံးလုံးကောင်တွေတခါတလေအရွယ်ရောက်ပြီးပိုးကောင်တွေကိုတောင်ရှာပြီးဥတွေကိုအဲ့ဒီရှာထားတဲ့ကောင်တွေရဲ့ကိုယ်ပေါ်မှာဒါမှမဟုတ်ကိုယ်ထဲမှာဥချပစ်ခဲ့တယ်မင်းပြောတဲ့အဆိုင်တဲ့ဆိုတာသူတို့ကဥတွေကိုဥနေတာဖြစ်မယ်အဲ့ဒါဆိုရင်ခုကောင်သေးပြီပေါ့ဒါမဲ့ငါတို့အကောင်းတိုင်းမြင်နေရတာပဲချက်ချင်းမသေးဘူးအဲ့ဒီကပ်ပါးပြားတွေဒါကိုပိုးပြားလို့ဆိုပါတော့အဲ့ဒီဥတွေကဒီကပ်ပါးအမိကန်ခုကောင်ရဲ့ခန္ဓာကိုယ်ထဲကနေပေါက်လာမှာပြီးတော့တကောင်တည်းမဟုတ်ဘူးနော်ခုကောင်ကိုယ်ထဲမှာသားလောင်းလေးတွေအများကြီးရှိသေးတယ်ဘူးထဲမှာနေနေတဲ့အတိုင်းပဲအဲ့ချင်ရစပြီးခုကောင်ရဲ့အသားတွေကိုအားပါးတွေကစပြီးတော့စားကြတော့တာပဲနောက်ပြီးတော့အန်အောစရာအကောင်းဆုံးရှိသေးတယ်အဲ့ဒီသားလောင်းတွေအရွယ်ရောက်လာတဲ့ခါမှာခုကောင်ရဲ့ခန္ဓာကိုယ်ပေါက်တဲ့အထိကိုက်ကြပြီးတော့သူတို့အထဲကနေအပြုံထွက်လာကြတယ်အဲ့ဒီချိန်မှာခုကောင်ကထပ်ပြီးတော့မကြည့်ထွက်တော့ဘူးပိုးဖက်လက်လည်းမဖြစ်တော့ပဲသိသွားတော့တာပဲပိုးပြားရဲ့သားလောင်းတွေခုကောင်ရဲ့ကိုယ်နှဘေးမှာပိုးအိမ်လေးတွေအများကြီးပေါက်ပွားထားခဲ့ပြီးနောက်ဆုံးမှာတော့အရွယ်ရောက်ပိုးကောင်တွေဖြစ်သွားပြီးတော့ပြန်ထွက်သွားကြတယ်တဲ့ဘောကောင်လေးရဲ့အတိုက်ကိုခေါ်လာတယ်မင်းမပြစ်တာလေချီရောအထုကိုနေရလားမင်းရွာမှာဘာမစိုးတွေ့ဘူးတယ်မလားအဲ့ဒါအမြဲကြောက်နေသေးတယ်ငါအဲ့ဒါကိုကြောက်တယ်လို့မခေါ်ဘူးနည်းနည်းလေးလက်ပြီးတော့စက်သိမ်းထားတာမင်းစစ်စားလေသူများဘိုက်သားတွေကိုကိုက်စားပြီးတော့တတိုက်ကြီးထွက်လာတာပိုးကောင်လို့ခေါ်လို့ရလားအဲ့ဒါထူးဆန်းတာကွာတကယ်တော့ရှိသမျှကပ်ပါးပြားတွေအကုန်လုံးကတခြားပိုးကောင်တွေရဲ့ပိုက်ထဲမှာကတ်နေကြတာမဟုတ်ဘူးကပ်ပါးမှာလဲကိုရင်းကပ်ပါးနဲ့ပြင်ပကပ်ပါးဆိုပြီးခွဲခြားလို့ရတယ်ပိုးပြားတွေကိုကိုရင်းကပ်ပါးလို့သတ်မှတ်လို့ရတယ်ကပ်ပါးကန်တရဝါရဲ့ခန္ဓာကိုယ်အပြင်ဘက်မှာဥတဲ့ကပ်ပါးပြားတွေလည်းရှိတယ်နေကျတူပြားကောင်တစ်မျိုးဆိုရင်သူတို့ရဲ့ဥပေါ်မှာထူးခြားတဲ့အတက်တွေရှိလို့ကပ်ပါးကန်တရဝါပေါ်မှာမြဲနေအောင်လှုပ်ထားနိုင်တယ်ဘလို့လို့ပြုတ်ကြမသွားတော့ဘူးငါညီပိုးထားတယ်လို့ပဲတကယ်ကိုချစ်ကြတာပဲဒါမျိုးနားထောင်ရတာထူးဆန်းတာအထက်ပို့ပြီးတော့ကောင်းတယ်မင်းဘာပြောလဲသူတို့တစ်ချက်ကြိုက်လိုက်တာနဲ့ဘလို့ခါချလို့မရတော့ဘူးဟုတ်လားလေပိုးကောင်လုံးကပြောလို့မရတာပိုးကောင်လိုပဲသဘောထားရင်တော့ तू ကပြန်စားဖို့လေကပ်ပါးမျိုးစားနဲ့ဘာမှမဆိုင်ဘူး तू ကပ်ပါးပိုးပြပြောင်းသွားတယ်ပဲထားတော့ तू တခုခုစားတာမင်းရင်တော့မြင်
က်ချင်အဲ့လောက်ဝိမ်းမရိုက်ဘာလုပ်နေရလဲ လာလိုက်တာလက်သမီးလေးတိုင်းမယ်သူတို့နှစ်ယောက်ကိုလည်းတွေ့စိတ်ချလိုက်တာအေးသူတို့လည်းအလုပ်ရှုံနေရပြီးတော့ပြီသူတို့လာကြည့်ကြအောင်ပါပဲ ငါ့ကိုယူမဆိုင်နဲ့ရိုက်ချလိုက် တကယ်တော့အဲ့ဆိုငါရိုက်ပြီနော် ဘာရှာရှင်းနေရလဲအာယာအာယာအာကောင်းလိုက်တာပြန်လို့တော်ပြီမလုံးနဲ့တော့ ကြည့်ရတာမင်းဘောင်းပီချွတ်ပြီးစိုင်းကြီးမှာဖြစ်မဲ့တင်တယ် မဖြစ်ဘူးခေါင်းပြက်ပြီးတော့သွေးချောင်းစင်းအောင်ဘောင်းမီမချွတ်ဘူး မင်းဘောင်းပီလဲတဲ့ခါကျရောမချွတ်ဘူးလားမင်းသဘောပဲဘယ်လိုပဲဖြစ်ဖြစ်ထူးဆန်းတဲ့ကောင်ငါ့ကောင်ပေါ်မှာကတ်နေရမှာမဟုတ်လား မိုးဆိုင် တောင်မဆုပ်ဘယ်သူကနေကိုပြန်လာခိုင်းလို့လဲဟိုဘက်လက်ကြည့်ကောင်းတာကြားလို့ဘယ်သူကနေကြည့်ချင်လို့လဲမြောက်စုပ်နင်တို့ပလဲကိုပြတ်ချလို့မရသေးဘူးလား ငါကပ်ပါကန်တတော်ဝါဖြစ်သွားပြီ 我把勇气装进口袋。